အားလုံးပဲမင်္ဂလာပါမာရှယ်မာကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာတော့လာမယ့်ဒီဇင်ဘာ9ရက်နေ့မှာကစားတော့မဲ့ UFC Flyweight တန်းရဲ့ချန်ပီယံကပတ်လူပွဲပန်တိုဂျာနဲ့ဂျီရှူအာဘန်တို့ရဲ့ပွဲစဉ်ကိုကျွန်တော်ရဲ့အမြင်လေးနဲ့ပွဲတုံးတစ်ချက်ပြုလုပ်ပေးသားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ပွဲတုံးတစ်ချက်ပြုလုပ်တဲ့နေရာမှာအပိုင်း၃ပိုင်းခွဲပြီးတော့လုပ်ပေးသွားမယ်ဗျပထမဦးဆုံးပိုင်းအနေနဲ့ record တွေကိုအခြေခံပြီးတော့သုံးသက်ချက်လုပ်ပါမယ်ဒုတိယမြောက်အနေနဲ့ကတော့ final နှစ်ယောက်ရဲ့ကစားပုံမူတည်ပြီးတော့သုံးသက်ချက်လုပ်သွားပါမယ်တတိယမြောက်အနေနဲ့ကတော့ fighter နှစ်ယောက်ရဲ့ဒီပွဲပေါ်မှာထားရှိမဲ့ဒီပွဲပေါ်မှာပွဲထွက်လာမဲ့အနေထားစိတ်ခံစားချက်နဲ့ကျွန်တော်ရဲ့အမြင်တွေကိုပေါင်းစပ်ပြီးတော့သုံးသက်ချက်ထပ်လုပ်ပေးသားမှာဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ record တွေကိုအခြေခံပြီးတော့သုံးသက်ချက်လုပ်ပေးပါမယ်ဗျအဲ့တော့ကြည့်လိုက်ရအောင်အဲ့တော့ကျွန်တော်တို့ကပထမဦးဆုံးအနေနဲ့ပန်တိုဂျာရဲ့ record တွေကိုအရင်ဆုံးကြည့်ပါမယ်ဗျပန်တိုဂျာကသူ့ရဲ့ fighter ပေါင်းမှာဒါ35ပွဲလောက်ထိတိုးဘူးတယ်ပွဲ30နိုင်နဲ့5ပွဲရှုံးတယ်အဲ့ဒီထဲမှာရှုပ်ပွဲကိုအလဲထိုး knockout တွေနဲ့နိုင်တယ်12ပွဲကိုတော့ပြင် submission နဲ့နိုင်တယ်10ပွဲကို decision နဲ့နိုင်တယ်ပေါ့နော်အဲ့တော့ဒီ challenge တွေကိုကြည့်တယ်ဆိုလို့ရှိရင်ပဲဒီ fighter က ground game ဘက်ကိုအနည်းငယ်ပို့ပြီးတော့တွားတယ်ဆိုတော့မြင်ရတယ်သို့တော်လည်းအလဲထိုး10ပွဲလဲပါတဲ့အတွက်ကြောင့်မို့လို့ style fight မှာလည်းကောင်းတယ်ဆိုတဲ့သဘောတရားမျိုးကိုတိုက်အောင်နေတာပေါ့နော်အဲ့တော့ပန်တိုဂျာစီ well rounded လုံးဝကိုဖြစ်တဲ့ fighter မျိုးပါဒါအပြင်ရှုံးနိုင်တဲ့ပွဲစဉ်တွေဆိုလို့ရှိရင်လည်း decision နဲ့ပဲရှုံးထားတဲ့အတွက်ကြောင့်မို့လို့ဒီ fighter က defense ဘိုင်းမှာလည်းအတော်လေးကိုကောင်းတယ်မာကုံလည်းအတော်လေးကိုမြင့်တဲ့ fighter တယောက်လို့ကျွန်တော်တို့ကသတ်မှတ်လို့ရတာပေါ့နော်တကယ်ကို flyweight တန်းပါဗျာလုံးဝဆွမ်းဆောင်ရည်တော်တော်လေးကိုမြင်တဲ့ fighter တယောက်ဆိုတော့ကျွန်တော်တို့ကဒီ record မှာမြင်ရတာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အသေးစိတ် data challenge တွေကိုထပ်ပြီးတော့ကြည့်ပါမယ်ဗျအဲ့တော့သူအလဲထိုးထားတဲ့ပွဲတွေဒီ submission နဲ့နိုင်တဲ့ပွဲတွေရှိရပါတော့အဲ့ဒီပွဲစဉ်တွေထဲမှာဆိုလို့ရှိရင်ဒီ first round finish က10ပွဲလောက်ထိရှိတယ်ပွဲ20မှာ10ပွဲက first round finish ဆိုတော့သူကပွဲအစပိုင်းမှာလည်းဒီပထမအချီပေါ့နော်အဓိကပထမအချီမှာလည်းအတော်လေးကိုတာထွက်ကောင်းတဲ့ fighter ပါဒါအပြင်ကျွန်တော်အနေနဲ့ဒီပန်တိုဂျာရဲ့ဒီ record တွေကိုအသေးစိတ်လေ့လာကြည့်တဲ့အခါမှာဆိုလို့ရှိရင်လည်းသူအလဲထိုးတွေနဲ့ချုပ်ကွက်တွေနဲ့နိုင်တဲ့ပွဲစဉ်တွေကဒုတိယအချီနဲ့တတိယအချီတွေမှာကြီးပဲ၄အချီနဲ့၅အချီရောက်တယ်ဆိုလို့ရှိရင်ဒီ fighter ကလုံးဝအလဲထိုးနိုင်ခြင်းလည်းမရှိဘူးချုပ်ကွက်နဲ့အနိုင်နိုင်ခြင်းလည်းမရှိဘူးပြောမှဆိုလို့ရှိရင်ဗျာ first round မှာအရန်ကောင်းတယ်ပြီးလို့ရှိရင် second round နဲ့ third round အဲ့ဒီ round တွေမှာသူကအရန်ကောင်းတဲ့ fighter တယောက်ဆိုတာကိုတွေ့ရတယ်နောက်ပိုင်းအချိန်တွေမှာဆိုရင်တော့ဖြင့်သူက ground back ကိုအနှဲငယ်ပို့ပြီးအသားပေးတဲ့တော့ကြောင့်မို့လို့တက်လုံးကျသွားတာမျိုးတွေဆောက်ရည်နည်းနည်းလေးကျဆင်းသွားတာမျိုးတွေဒီလိုမျိုးလေးတွေကျွန်တော်ကတွေ့ရတယ်ပေါ့နော်ဒါကပန်တိုဂျာရဲ့သဘောတရားတစ်ခုကိုကျွန်တော်ကဒီ record ကိုကြည့်ပြီးတော့မြင်တွေ့ရတာပါဟုတ်ပြီအသေးစိတ်ချက်လက်ကိုကြည့်အောင်အဲ့ဒါကျွန်တော်တို့ကပထမဆုံးအနေနဲ့ဒီနေရာမှာ striking accuracy ဘိုင်းကိုတွေ့ရပါတယ်ဒါကတော့တိုက်စစ်စင်တဲ့နေရာမှာတိကျတဲ့အပိုင်းပေါ့နော်အဲ့ဒီဘိုင်းမှာဆိုလို့ရှိရင်ပန်တိုဂျာက90ရာခိုင်နှုန်းလောက်ထိရှိပါတယ်တဲ့ဒါကနှစ်ချက်ထိုးတယ်ဆိုလို့ရှိရင်တစ်ချက်ထိတယ်ဆိုတဲ့အနေအထားမျိုးပါ10ချက်ထိုးရင်5ချက်ထိမယ်အချက်100ထိုးလို့ရှိရင်အချက်90လောက်ထိအောင်ထုံးနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုဒါ UFC ဘက်ကဖော်ပြထားတာပေါ့နော်ဒီဘက်ကကျတော့ကျွန်တော် data accuracy ဘိုင်းမှာဒီကောင်ကကျတော့တစ်ဘက်ကပြိုင်ဘက်ကိုဆွဲလဲတဲ့နေရာမှာဘယ်လောက်တိကျလဲဆိုတဲ့အပိုင်းပေါ့နော်ဒီအပိုင်းမှာဆိုလို့ရှိရင်48ရာခိုင်နှုန်းလောက်ထိရှိပါတယ်အဲ့တော့ striking ဘက်မှာတော့မှပဲပန်တိုဂျာက accuracy ဘိုင်းပိုကောင်းတယ်လို့ပြောလို့ရသေးတယ်ပေါ့နော်သို့တော်လေပန်တိုဂျာကဒီလိုမျိုး data accuracy ဘိုင်းမှာနည်းတယ်ဆိုပေမဲ့ short run လို့မရဘူးဘာကြောင့်လဲဆိုတော့သူသားခဲ့တဲ့ fighter ဘောတစ်လျှောက်လုံးမှာ submission နဲ့နိုင်တဲ့ပွဲတွေကအများဆုံးဖြစ်နေလို့ပါဥပမာအဖြစ်ပန်တိုဂျာသည်တပတ်ကပြိုင်ဘက်ကို3ချိန်လှဲတယ်ဗျာလှဲဖို့ကြိုးစား2ချိန်မအောင်မြင်တစ်ချိန်ပဲအောင်မြင်နဲ့ထားလိုက်ပါအောင်အဲ့ဒီအောင်မြင်တဲ့တစ်ချိန်မှာပဲသူကချုပ်ကွက်ဖန်တီးနိုင်တော့လည်းအထီအန်ရများတဲ့ fighter မျိုးပါအဲ့တော့တိတ်တောင်း accuracy ဘိုင်းမှာတော့နည်းတယ်သို့တော်လည်း submission rate အပိုင်းမှာတော့အတော်လေးကိုမြင်တဲ့ fighter အန်ရများတယ်ဆိုတဲ့ fighter မျိုးပေါ့နော်ဟုတ်ပြီအဲ့တော့အောက်ပိုင်းကို service ကြည့်အောင်ဒီနေရာမှာဆိုလို့ရှိရင် significant strike landed per minute ဘိုင်းကိုထပ်ပြီးတွေ့ရပါဒါကတော့10 minute အတွင်းမှာတစ်ဖက်ကပြန်ဘက်ကိုထိအောင်ဘယ်လောက်ထိထိုးနိုင်လဲဆိုတဲ့ဘိုင်းပေါ့နော်ဒီနေရာမှာ significant strike အကြောင်းလေးကျွန်တော်အနေငယ်အပြပါမယ်အဲ့ဒါကတစ်ဖက်ကပြန်ဘက်ကိုထိုးတဲ့အပိုင်းပဲပေါ့နော်သို့ပေမဲ့လည်းရိုးတရမဟုတ်ပဲနဲ့အထိနာအောင်ထိုးတဲ့အပိုင်းကို significant လို့ပြောတာပါဒီနေရာမှာလည်း stand fight တွေမဟုတ်ပဲနဲ့ ground pound တွေလည်းပါပါတယ် stand fight မှာဆိုလို့ရှိရင်ဒီ jab ပိုင်းပေါ့နော် jab ဆိုလို့ရှိရင်လည်းတသားလေးထိတာမဟုတ်ပါနဲ့တစ်ဖက်ကပြိုင်ဘက်ကိုအနောက်ကိုလန်ထွက်သွားလောက်အောင်ထိုးနိုင်တဲ့အထိနာအောင်ထိုးနိုင်တဲ့ jab အပိုင်းတွေ ground pound သွားပြီးဆိုလို့ရှိရင်လည်းဒီ ground pound မှာလက်သီးနဲ့ထုတယ်ဗျာထုတယ်ဆိုလို့ရှိရင်ဖိဖိလေးထိတဲ့အပိုင်းတွေမဟုတ်ဘဲနဲ့အားရပါတော့အုံနဲ့ဆိုပြီးစော်လိုက်တဲ့အပိုင်းတွေဒီအပိုင်းတွေကို significant ဆိုပြီးတော့တွက်တာဖြစ်တယ်အဲ့ဒီအပိုင်းမှာဆိုလို့ရှိရင်ပန်တိုဂျာက10မိနစ်အတွင်းမှာတစ်ဖက်ကပြိုင်ဘက်ကို4ချိန်လောက်ထိအနည်းဆုံးထိအောင်လုံနိုင်တယ်ဆိုတော့အပိုင်းကိုကျွန်တော်ကထပ်ပြီးတွေ့ရတာပါเนาะအဲ့တော့9မိနစ်ဆိုလို့ရှိရင်9လေးလီ20
ဒါပထမတစ်ချီဆိုလို့ရှိရင်အကျဉ်20လောက်အထိနောင်ထိုးနိုင်တယ်ဆိုတော့အပိုင်းကိုပြောတာပေါ့နော်ဟုတ်ပြီဒီဘက်ကကျတော့ significant strike absorb per minute အပိုင်းဒါကကျတော့ तू ကလည်းပြန်ခံရတဲ့အပိုင်းမှာပြန်ခံရတဲ့အပိုင်းမှာလည်း4ချိန်နီးပါးလောက်အထိရှိပါတယ်တဲ့အဲ့တော့အရင်ကွာမနေဘူးပေါ့နော် तू ကတစ်ဖက်ကပြန်ဘက်ကိုထိအောင်ထိုးနိုင်တယ်လို့နှစ်ချက်ထိလို့ရှိရင် तू လည်းနှစ်ချက်လောက်ထိပြန်ထိတယ်ဆိုတဲ့ပုံစံမျိုးလေးတွေပေါ့နော်ဒါကျွန်တော်တွေ့ရတာပါဟုတ်ပြီနောက်တစ်ခုကကျတော့ဒီ take down average per 15 မိနစ်ဒါကတော့ဟို3ကြီးပွဲပေါ့နော်3ကြီးပွဲတစ်ပွဲမှာဒီပန်တိုဂျာကတစ်ဖက်ကပြန်ဘက်ကို take down ယူဖို့အတွက်ဘယ်လောက်ထိစူးစမ်းတယ်တိတ်တောင်းဘယ်လောက်ထိယူနိုင်တယ်လဲဆိုတဲ့အပိုင်းပေါ့နော်အဲ့ဒီပိုင်းမှာဆိုလို့ရှိရင် 2.8 တဲ့အဲ့ဒါကကြတော့ဟို3ချိန်နီးပါပါဗျာအဲ့တော့15မိနစ်ဆိုလို့ရှိရင်တစ်ချီမှာတစ်ချိန်လောက်အထိပန်တိုဂျာကတိတ်တောင်းယူနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ကသွားပြီးတွေ့ရတာပေါ့နော်အဲ့တော့ဒီ fighter က ground ကိုအသားပေးတဲ့ fighter ဆိုတော့ကျွန်တော်ဒီမှာမြင်ရတယ်ဟုတ်ပြီ submission average ဘိုင်းကိုလည်းကြည့်လိုက်ပါအောင်ဟုတ်ပြီဒီ fighter က15မိနစ်အတွင်းမှာ 0.98 ဆိုတာကဟိုတစ်ချိန်လို့ပြောရင်ရတာပေါ့နော်အဲ့တော့15မိနစ်တိုင်းမှာတစ်ဖက်ကပြိုင်ဘက်ကိုချုပ်ကွက်နဲ့တစ်ချိန်အနည်းဆုံးပွဲသိမ်းနိုင်နေတဲ့ဒိုင်မူလေးကိုကျွန်တော်တို့ကတွေ့ရတာပေါ့နော်နောက်ပြီးတော့ကျွန်တော်ခုနကပြောသလိုပဲပန်တိုဂျာသည်ဒီမှာကြည့်လိုက်ပါ10ပွဲ knockout 12ပွဲ submission first round finish က10ပွဲအဲ့တော့ဒီ fighter က first round ရယ် second round ရယ် third round ရယ်မှာအရင်အနေများတဲ့ fighter ဆိုတော့ကျွန်တော်ကဒီညမှာတွေ့ရတယ်เนาะအလဲထိုးလို့မထိုးလို့ရှိရင် submission နဲ့အနိုင်ဝင်နေဆိုတဲ့အပိုင်းပါအဲ့တော့4ကြီး5ကြီးရောက်သွားပြီဆိုလို့ရှိရင် तू ကလုံးဝဟိုအလဲထိုးနိုင်ကြီးပြီးလို့ရှိရင်တစ်ခါကျွန်တော်ကိုချုပ်ကွက်နဲ့အနိုင်ယူနိုင်ကြီးအတော်ကြီးကိုကျဆင်းသွားတဲ့ပုံစံမျိုးကိုကျွန်တော်ကဒီမှာလက်ထပ်ပြီးတော့တွေ့ရသေးရပါတော့ဟုတ်ပြီဒါဆိုဒီဘက် channel ထပ်ပြီးကြည့်ရအောင်ဒါကတော့ significant strike defense အပိုင်းပေါ့အဲ defense လုပ်တဲ့အပိုင်းမှာဆိုလို့ရှိရင် तू 50ကန်တော့ဒါမစိုးလို့ပြောလို့ရတယ်ပေါ့နော်နည်းလေးတော့ပြန်ရှောင်နိုင်တယ်ဟုတ်ပြီ take down defense အပိုင်းလည်းကောင်းပါလေတဲ့69ကန်တော့လောက်အထိရှိတယ်လို့ပြောထားတာပေါ့နော်ဒါကတော့တစ်ဖက်ကပြန်ဘက်ကလည်းသူ့ကိုပြန်ပြီးလှဲချမယ်ဆိုလို့ရှိရင်ကာကွယ်နိုင်တဲ့အပိုင်းဒီဘိုင်းမှာလည်းမစိုးပြောလို့ရတယ်ဟုတ်ပြီ knock down average ဒါကတော့တစ်ဖက်ကပြန်ဘက်ကို knock down ကြောင်းထိုးနိုင်တဲ့အပိုင်းဒါပေမဲ့တော်တော်လေးကိုနေတယ် 0.28 ဆိုတာကဒီငါပွဲလောက်မှာမှ तू ကတစ်ချိန်လောက် knock down ကြောင်းထိုးနိုင်တဲ့ပုံစံမျိုးလောက်ထိသွားကြရတယ်ပေါ့နော်အဲ့တော့ဟိုပန်တိုဂျန်လက်သီးချက်နဲ့လဲကြမှာတော့အရင်မကြောက်ရဘူးဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ကသွားတွေ့ရတယ်ဟုတ်ပြီ average fight time ကိုလည်းကြည့်လိုက်ပါ तू က12မိနစ်နဲ့39စက္ကန့်ဆိုတော့တတိယချီလောက်ထိပဲ तू ကပွဲတော်တော်များကစားရတယ်ဗျာသိလားအဲ့လိုပုံစံမျိုး तू တွေ့ရတာဗောနော်ဟုတ်ပြီဒါကတော့ပန်တိုဂျာရဲ့ဒီ data အချက်လက်တွေ record ဘိုင်းတွေကိုခြုံပြီးတော့ကျွန်တော်တို့ကဒီနေရာမှာမြင်ရတာပါအဲ့တော့ဒီအချက်လက်တွေကိုကြီးလိုက်မယ်ဆိုရင်ပဲပန်တိုဂျာကဘယ်လို fighter မျိုးလဲဆိုတော့ကျွန်တော်တို့ကမြင်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော် Joshua ဘန်ကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်Joshua ဘန်ကြတော့ဒီကျွန်တော်တို့သူ့ရဲ့ fighter ဘဝမှာဆိုလို့ရှိရင်ဒီ fighter လေးက18ပွဲထုတ်ပူတယ်15ပွဲနိုင်တယ်2ပွဲရှုံးတယ်အဲ့ဒီနိုင်ထားတဲ့15ပွဲထဲမှာ9ပွဲကိုအလဲထိုးနိုင်တယ်2ပွဲကို submission နဲ့နိုင်တယ်6ပွဲကိုတော့ပြ decision နဲ့နိုင်ပါတယ်တဲ့အဲ့တော့ဒီ fighter လေးကပန်တိုဂျာလို့မဟုတ်ဘူး Stanford ကိုအသားပေးတယ်ဆိုတော့အနေထားမျိုးကိုတွားပြီးတော့တွေ့ရတာပေါ့နော်အဲတခုစိုးရိမ်စရာရှိတာကဆိုသူရှုံးထားတဲ့နှစ်ပွဲကိုတော့သူက knockout နဲ့လည်းရှုံးထားတယ် submission နဲ့လည်းရှုံးထားတယ် decision နဲ့တော့ရှုံးထားတာမျိုးမရှိဘူးနော်ဒါကတော့စိုးရိမ်စရာအပိုင်းလေးတစ်ခုပါဟုတ်ပြီဒါဆိုလို့ရှိရင်သူရဲ့ data အချက်လက်အသေးစိတ်ကြည့်အောင်ဒီမှာကတော့ခုနကကျွန်တော်ပြောလို့ပါနော် knockout နဲ့9ပွဲ submission နဲ့2ပွဲအဲသို့တော်လည်းဒီမှာသွားကွာတယ် first round finish အပိုင်းမှာ2ပွဲပဲရှိတယ် Joshua ဘန်ကအဲ့တော့ဒါကဘာကိုပြောရလဲဆိုတော့ Joshua ဘန်ကfirst round မှာအရင်မကောင်းဘူးဒုတိယအချိန်နဲ့တတိယအချိန်မှာအသကုံကောင်းတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရတာပါအဲ့မှာဒီမှာသူနိုင်ယူထားတဲ့ပွဲစဉ်တွေကိုကြည့်လိုက်အမှတ်ပေးရောက်မရောက်လို့ရှိရင်ဒုတိယအချိန်နဲ့တတိယအချိန်မှာအလဲထိုးတဲ့ပွဲတွေကြီးပဲဖြစ်နေတာကိုကျွန်တော်တို့ကတွေ့ရလိမ့်မယ်အဲ့တော့ Joshua ဘန်ကပွဲချိန်ကြာလေပိုကောင်းနေဆိုတဲ့အနေအထားမျိုးကိုသွားပြီးတော့ကြာနေတာပေါ့နော်ဟုတ်ပြီအဲ့တော့ striking accuracy ဘန်ကိုကြည့်ပါဒီမှာဆိုလို့ရှိရင်တစ်ဖက်ကပန်တိုဂျာထက်အများကြီးမြင့်နေတာကိုတွေ့ရတယ်ပန်တိုဂျာကတော့50ခိုင်နှုန်းလောက်ရှိတယ်Joshua ဘန်ကတော့59ရာခိုင်နှုန်းလောက်အထိသွားပြီးတော့ကြာတယ်အတော်လေးကို accuracy ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ပြီ data accuracy ဘိုင်းမှာတော်တော်လေးကိုကောင်းတယ်ဗျာပန်တိုဂျာတော့မှပဲ48ပဲရှိတာဒါတော့မှသူက ground ကစားတာနော်သို့တော်လည်း Joshua ဘန်ကကြတော့ data accuracy ဘိုင်းမှာအတော်လေးကိုကောင်းတယ်64ရာခိုင်နှုန်းလောက်အထိကိုရှိတယ်ဒါပေမဲ့လည်းသူက data ကိုအရင်ယူတဲ့ fighter တော့မဟုတ်ဘူးမယူလည်းမယူလို့ရှိရင်လည်းရအောင်ယူနိုင်တယ်ဆိုတဲ့အနေအထားမျိုးသွားကြတာဗောနော်ဟုတ်ပြီဒီမှာကြည့်လိုက်ပါ significant strike landed per minute ဆိုတဲ့အပိုင်းကတော်တော်ကိုမြင့်တာပါဒီ record ကဒီ flyweight တိုင်းမှာမဟုတ်ဘူး UFC မှာအခုထိုးနေတဲ့ fighter ဘယ်နှယောက်ရှိလဲအများကြီးရှိတယ်အဲ့ဒီ fighter တွေအားလုံးမှာနံပါတ်1တော်တော်မြင့်မာလုံးတဲ့ record 8.86 ဆိုတာကတော်တော်ကျန်းတယ်6ချိန်နီးပါးလောက်အထိတောင်ဖြစ်နေပြီအဲ့တော့ပြောမှဆိုရင်10မိနစ်အတွင်းမှာ10မိနစ်အတွင်းမှာတစ်ဖက်ကပြန်ဘက်ကိုအနည်းဆုံး
6ချိန်နီးပါးလောက်ထိအောင်ထိုးနိုင်တယ်ဆိုတဲ့အပိုင်းကပေါ်သေးသေးမဟုတ်ဘူးဗျအဲ့တော့တချီဆိုရင်9မိနစ်ပဲ9မိနစ်ဆိုဘယ်လောက်ထိုးနိုင်မလဲ9 5 45တချီတန်းနဲ့တင်တစ်ဖက်ကပြိုင်ဘက်ကိုအချက်ရ40ကနေ45လောက်ထိအောင်ထိုးနိုင်တယ်ဆိုတော့အနေထားမျိုးကိုဖြစ်နေပြီဗျအဲ့တော့ဒုတိယချီရောက်လာမယ်တတိယချီရောက်လာမယ်စတုတ္ထချီရောက်မယ်ပထမချီရောက်မယ်ဆိုလို့ရှိရင်အချီကြာလာတဲ့အမျှတစ်ဖက်ကပြိုင်ဘက်တွေကလုံပါလာတယ်ဆိုတော့ပုံစံမျိုးပေါ့နော်အဲ့တော့ကျွန်တော်ပွဲတွေကိုအနေငယ်စိတ်ကူးရင်ပြန်ကြည့်လိုက်ပါဘရူနိုဆီဗာနဲ့ပွဲတွေဘရန်နာရိုမာနဲ့ပွဲတွေဆိုကြည့်လိုက်ဒီဖာတာတွေနောက်ပိုင်းချီတွေမှာမျက်နှာတွေကသွေးတွေရဲလာနှာခေါင်းတွေနီလာတယ်ကိုလီတာတန်လို့ဆိုတော့အတိုင်းပဲပွဲချိန်ကြာလာတဲ့အမျှဂျရှူအာပိုင်းရဲ့ game plan အောက်ကိုရောက်သွားတာကိုတွေ့ရတယ်ဂျရှူအာပိုင်းကစားကွက်အောက်မှာပဲလုံပါလာတာကိုကျွန်တော်ကတွေ့ရတယ်ဒီယာကအဲ့ဒါကိုညွှန်ပြနေတာဖြစ်ပါတယ်ဒို့ပေမဲ့လည်း significant strike absorb ပိုင်းမှာတော့သူကလည်းများတယ်ဒါကလေဘာလို့များသွားလဲဆိုတော့ပြီးခဲ့တဲ့ Brandon Rober နဲ့ပွဲပြီးတဲ့အချိန်မှာဒီလောက်ထိမြင့်သွားအစားတော့သူက4လောက်ပဲရှိတယ်ဗျာသိလားဒီ significant strike လန်ပါမီနဲ့ပိုင်းမှာဆိုလို့ရှိရင်အလုံးကဆို8.81လောက်ထိရှိတယ်ဗျာဒါပေမဲ့ absorb ပိုင်းမှာတော်တော်ကြီးကိုမြင့်တက်သွားတယ်အဲ့ဒါကကြတော့Brandon Rober နဲ့ရှင်ထိုးတာပေါ့နော်နောက်ပြီးတော့ Brandon Rober ကသူ့ထက် reach ကောင်းနေဗျာ reach ကောင်းတဲ့အတွက်ကြောင့်မလို့ Joshua ပိုင်းကဒီ reach အတွင်းနဲ့ဝင်ထိုးရတယ်အဲ့ဒီကြောင့်မလို့ तू ကထိချက်တွေအများကြီးယူနိုင်နေဆိုရင်တော့မှပဲတစ်ဖက်ကပြိုင်ဘက်ကထိုးတာတွေကိုလည်း तू ကပြန်ခံရတယ်ဒါကတော့သူ့ရဲ့အရန်မောင်းအားနဲ့ချက်ကြောင်ပေါ့နော်ဒီလိုမျိုးဖြစ်တာပါအဲ့တော့ तू ဒီလန်တဲ့ဘိုင်းမှာကောင်းတဲ့ဆိုပေမဲ့ absorb ကိုခံရတဲ့အပိုင်းမှာလည်း6ချိန်လောက်ထိရှိတယ်ဆိုတော့ကျွန်တော်တို့ကသွားပြီးတော့တွေ့ရပါတယ်ဗျဒါကလည်းအနေလေးစိုးရိမ်စရာကောင်းတဲ့အခြေအနေတွေကတခုဖြစ်ပါတယ်ဟုတ်ပြီတိတ်တောင် average ပိုင်းမှာတဲ့ပါ15မိနစ်ဒါကတော့3ကြီးပွဲတစ်ပွဲပေါ့နော်တစ်ပွဲစားမှာဆိုလို့ရှိရင်ချူချူပါကတစ်ဖက်ကကျန်ဘက်ကိုဝင်လုံးတဲ့အချိန်အတွက်ကနည်းပါတယ်တစ်ချိန်တောင်မှပဲတိတ်မရှိဘူးပေါ့နော်အဲ့တော့အရင်ဝင်လုံးတဲ့ fighter မဟုတ်ဆိုတော့တွေ့ရတယ် submission average မှာဆိုပို့ပြီးတော့ဆိုတယ်လုံးဝကိုမရှိဘူးပေါ့နော်ဟုတ်ပြီဒီဘက်ပိုင်းကိုကျွန်တော်ကြည့်အောင်ဒီဘက်မှာဆိုလို့ရှိရင် significant strike defense အပိုင်းအဲ့ကတစ်ဖက်ကပြန်ဘက်ကသူ့ကိုထိုးတယ်ဆိုလို့ရှိရင်သူက defense လုပ်တဲ့အပိုင်းမှာကောင်းတယ်ဗျ58ရာခိုင်တော့ပန်တိုဂျာထက်တောင်မှပဲမြင့်သေးတယ်ပန်တိုဂျာက50ရာခိုင်နှုန်းပဲရှိတယ်ဂျရှူအာဘန်ကတော့58ရာခိုင်နှုန်းလောက်ထိရှိတော့တွေ့ရတယ်တိတ်တောင် defense အပိုင်းမှာလည်းတော်တော်ကြီးကိုကောင်းနေပြီ81ရာခိုင်နှုန်းလောက်ထိကိုရှိတယ်ပန်တိုဂျာလောက်မှ69ပဲရှိတယ်သို့တော်လည်းဂျရှူအာဘန်က81ရာခိုင်နှုန်းလောက်ထိရှိတာကိုတွေ့ရတယ်normal average ပိုင်းမှာလည်းဂျရှူအာဘန်ကနည်းပါတယ်နော်ပြောမှဆိုလို့ရှိရင်ဗျာ तू ကscale ကိုပဲအဓိကထားပြီးကစားတယ် power အရင်ရှိတဲ့ထဲမှာမပါဘူးထိကြပါဘူးအရင်မရှိဘူးဆိုတဲ့ပုံစံမျိုးကျွန်တော်ဒီမှာတွေ့ရတာပေါ့နော်တကယ်လို့ထိကြပါဘူးရှိတယ်ဆိုလို့ရှိရင် normal average ပိုင်းမှာ तू ကမြင့်နေမှာပေါ့နော်ဟုတ်ပြီဒါကတော့ average fight time ဆိုတဲ့အပိုင်းဒီယာကတော့ပန်တိုဂျာနဲ့အနေငယ်တူပါတယ်အရင်ကြီးမကွာဘူးပေါ့နော်အဲ့တော့အနည်းဆုံးဂျိုရှူအာဘန်ကတတိယကြီးလောက်ထိရအောင်ထိုးနေတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ကသွားပြီးတော့တွေ့ရတာဖြစ်ပါတယ်ဒါကတော့ဂျိုရှူအာဘန်နဲ့ပန်တိုဂျာတွေရဲ့ record တွေကိုကျွန်တော်တို့ကအသေးစိတ်နှိုင်းယှဉ်ပြီးတော့ကြည့်တာပေါ့နော်ဟုတ်ပြီဒီနေရာမှာကျွန်တော်မလုံလောက်သေးဘူးဗျဘာလို့ဆိုတော့ဒီဖရာနဲ့တကယ်တမ်းထိုးမှဆိုရင်ဘယ်လိုမျိုးဖြစ်လာနိုင်တယ်လဲဆိုတော့ကျွန်တော်ကခံမှန်းပြီးသုံးသပ်ရအောင်ပါအဲ့တော့သူတို့နောက်ဆုံးပွဲတွေမှာဘယ်လိုတွေထိုးသတ်ခဲ့တယ်လဲဘယ်လို record တွေရှိခဲ့တယ်လဲဆိုတာကိုလည်းကျွန်တော်ကထပ်ပြီးတော့လေ့လာဖို့လိုပါတယ်ဒါတော့အလုံးသိတဲ့အတိုင်းပဲပန်တိုဂျာကတော့နောက်ဆုံးမှာဆိုလို့ရှိရင်ကန်ကာ France နဲ့ထိုးခဲ့ပါတယ်ဗျအဲ့ဒီ record ကိုကျွန်တော်ကြည့်လိုက်အောင်ပါနော်ဒီမှာဆိုလို့ရှိရင်ဒီ first round ကိုအရင်ကြည့်ပါ first round မှာဆိုလို့ရှိရင်ပန်တိုဂျာက total strike ပိုင်းမှာ29ချိန်လောက်ထိရအောင်ယူနိုင်ခဲ့တယ်တစ်ဖက်ကကန်ကာ France ကတော့14ချိန်ပဲရှိခဲ့တယ်ဗျအဲ့တော့ပထမအချီကတဲ့ကကာဂါရာ France ကိုပန်တိုဂျာက striking မှာပါအသာစီးယူနေတာဆိုတာကိုကျွန်တော်ကတွေ့ရတယ်ဗောနော်နောက်ပြီးတော့တိတ်တောင်းပိုင်းမှာဆိုလို့ရှိရင်လည်းနှစ်ကြိမ်ကြိုးစားရတယ်တစ်ကြိမ်အောင်မင်းနဲ့တော့တိတ်တောင်းပိုင်း ground ပိုင်းမှာလည်းသူတာပြန်တယ်ပြီးတော့ကျွန်တော်အဲ့ဒီပွဲကြည့်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်2မိနစ်ကျော်လောက်မှာပဲသူကground control ရတာဗောနော် rear naked choke လုပ်ဖို့အတွက်ကြိုးစားတာအဲ့ဒီအတွက်လည်းသူကတစ်ကြိမ် submission အတန်းရတယ်သို့တော်လည်းချုပ်ကွက်နဲ့အနိုင်ခဲ့ခြင်းတော့မရှိဘူးအဲ့တော့ first round မှာလုံးဝနှိမ့်သွားပြီဗျာသိလားအဲ့တော့ second round ကြည့်လိုက် second round မှာဆိုလို့ရှိရင်လည်း total strike ပိုင်းမှာပန်တိုဂျာကတာနေတော့မယ်တိတ်တောင်းပိုင်းမှာဆိုလို့ရှိရင်လည်းပန်တိုဂျာကတစ်ချိန်ရအောင်နိုင်သေးတယ်significant strike ပိုင်းမှာဆိုလို့ရှိရင်လည်းပန်တိုဂျာကပဲတာနေတော့မယ်အဲ့တော့ round 1မှာကို round 2မှာကိုပန်တိုဂျာကကန်ကာရာ France ကို ground ကို stand မှာပါအသာစီးယူနေခဲ့တာပါလုံးဝဗျာကန်ကာရာ France ကပန်တိုဂျာရဲ့ game out ကိုရောက်သွားပြီဘလုံးမနလန်မထူနိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ကတွေ့ရတာဗောနော်အဲ့တော့တက် round ရောက်သွားတယ်တက် round မှာဆိုလို့ရှိရင်ပန်တိုဂျာကလုံးဝပွဲပြပြလို့လည်းစူးစမ်းတယ်တင်တောင်းပိုင်းကိုပဲပို့ပြီးတော့အာပြုတ်လာတယ်ဘာကြောင့်လဲဆိုတော့တစ်ဖက်ကကန်ကာရာ France ကိုသူဝေလုံးလို့ရသွားပြီဆိုတာကိုသိသွားတဲ့အတွက်ကြောင့်ပဲနောက်ပြီးတော့ပန်တိုဂျာကငကိုကလေးကပြဒီ ground mine ကိုအဓိကထားပြီးကစားတဲ့ fighter ဆိုတော့ဝင်လုံးလို့ရပြီဆိုတာသိသွားပြီဆိုလို့ရှိရင် striking mine ကိုအရင်ဘယ်လိုရှင်ထိုးတော့မှာလဲပေါ့နော်နောက်ပြီးတော့နောက်ပိုင်းအခြေဒီမှာဆိုရင်သူ့အတွက်
ပွဲဖြတ်ဖို့ကပိုပြီးခက်ခဲသွားပြီဗျာတိလား၄ကြီး၅ကြီးဆိုတာတက်လုံကြနေတဲ့အချိန်ရောက်သွားနိုင်ပြီပေါ့နော်ပွဲကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပန်တိုဂျာကတတိယကြီးလောက်မှာတက်လုံအနေငယ်ကြလာတော့ဆိုတော့တွေ့ရတယ်အဲ့တော့အကယ်၍တက် round မှာဒါသူပွဲမဖြတ်နိုင်လို့ရှိရင်နောက် round တွေမှာသူ့အတွက်ပိုပြီးခက်ခဲနိုင်တယ်ဆိုတာကိုလည်းသူကရင်းပြီးပုံပေါ်တယ်ဗျာဒီလိုကြောင့်မို့လို့ striking ပိုင်းကိုအရင်အသားမပေးတော့ဘဲနဲ့တိတ်တောင်းပိုင်းတွေကိုပဲအဓိကထားပြီးတော့ကစားသွားတာအဲ့တော့တရားချီနဲ့2မိနစ်ဝန်းကျင်လောက်မှာပဲ summation အတန်းတစ်ခုရပြီးတော့အဲ့ဒီ summation တန်းကနေပဲ level ညက်ကောနဲ့အနိုင်သွားနိုင်ခဲ့တာဖြစ်ပါတယ်ဒါကတော့ Kankara France ကိုပန်တိုဂျာကဘယ်လိုကစားသွားသလဲဆိုတော့ကျွန်တော်တို့ကမြင်တွေ့ရတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒီနေရာမှာပန်တိုဂျာကဘာကြောင့်မလို့ Kankara France ကိုအလွယ်လေးနဲ့နိုင်ရတာလဲဆိုပြီးကျွန်တော်စဉ်းစားမိတယ်ကျွန်တော်ဘာကြောင့်ဒီလိုစဉ်းစားမိတာလဲဆိုတော့ Kankara France ရဲ့ takedown defense ကအရန်ကောင်းတာမှုလို့ပါကျွန်တော်ချက်လေးလာကြည့်အောင်ဒီမှာကြည့်လိုက်ပါ Kankara France ဒီ takedown defense အပိုင်းမှာ84ရာခိုင်နှုန်းလောက်ထိရှိပါတယ်ကျွန်တော် Joshua ဘန်က81ရာခိုင်နှုန်းလောက်ပဲရှိပါတယ်အဲ့တော့Joshua ဘန်နဲ့အနီးဆက်ဆုံးပေါ့နော် takedown defense ကောင်းတဲ့ fighter ဒီလို fighter မျိုးကိုတော့မှပန်တိုဂျာကနှစ်ကြိမ်ဝင်လဲရင်တစ်ကြိမ်လောက်ထိရနေတယ်ဆိုလို့ရှိရင် Joshua ဘန်အတွက်လည်းအန်ဒီရများလားဆိုတဲ့အပိုင်းလေးကိုကျွန်တော်စဉ်းစားမိတာပေါ့နော်နောက်ပြီးတော့ဒီနေရာမှာဘာလို့ Kankara France က takedown defense အရန်ကောင်းပြီးတော့ရှုံးရတာလဲကျွန်တော်အနေနဲ့တွေးမိတာတခုကဘာလဲဆိုတော့ Kankara France ဒီတစ်ဖက်က fighter ကိုထိအောင်ထိုးနိုင် striking ပိုင်းမှာ accuracy နည်းတယ်ဒါအပြင်ကိုဒီ fighter က first round မှာပဲအရန်ကောင်းတာဗျနှစ်ချီသုံးချီလောက်ရောက်သွားပြီဆိုလို့ရှိရင်စွမ်းဆောင်ရည်ကတော်တော်ကြီးကိုကွာသွားပြီဗျပထမကြီးနဲ့အရန်ကိုကွာသွားပြီเนาะသူ့ရဲ့နိုင်ပွဲတွေအကုန်လုံးကြည့်လိုက်15ပွဲအလဲထိုးထားတယ်15ပွဲနဲ့ဒီပွဲဖြတ်ထားတယ်ဆိုတော့အပိုင်းမှာ73ပွဲက first round finish ဆိုတော့ဒီ fighter ကပထမကြီးကြော်ရင်အဆင်မပြေတော့ဘူးအဲ့တော့ပန်တိုဂျာရဲ့ gain အောက်ကိုရောက်သွားတာပထမအချီကလေးကပန်တိုဂျာကသူ့ကို striking ပိုင်းမှာကော ground ပိုင်းမှာပါအသာစီးယူနေတာအဲ့ဒါကလည်း Kankara France ကသူ့အရန်ရှိန်နေတာကြောင့်လည်းပါတယ်ဒီလိုရှိန်နေတဲ့အတွက်ကြောင့်ပဲ Kankara France ရဲ့လက်သီးချက်တွေသူ့ရဲ့ power အားကောင်းတဲ့တိုက်ဆက်စင်မှုတွေကလုံးဝပန်တိုဂျာရဲ့အောက်ကိုရောက်သွားခဲ့တာတော့ကျွန်တော်ကတော့မြင်တယ်ဒီနေရာမှာ Kankara France နဲ့ Joshua ဘန်ကမတူတဲ့အပိုင်းလေးတွေရှိပါသေးတယ်ဗျအဲ့ဒါက Kankara France ဒီ stand fight ကိုဦးစားပေးပြီးကစားတဲ့ fighter ဖြစ်တယ်ဆိုပေမဲ့ power အားပြုပြီးကစားတာပါ Joshua ဘန်ကကြတော့ skill ပိုင်းကိုအဓိကအားပြုပြီးကစားတာပါ power ပိုင်းမှာတော့ Kankara France လောက်အရင်မကောင်းဒီတို့ကြောင့်ပဲ first round finish အပိုင်းမှာနေတယ်အဲ့တော့လလန်ဆန်းဆန်းဖြစ်နေတဲ့အချိန်မှာ Kankara France ရဲ့ power ကကြောက်စရာကောင်းလောက်ဖြစ်ပြီးတော့ first round finish မှာများနေတာပါအဲ့တော့ Kankara France ဒီပထမချီမှာအရန်ကောင်းပြီးနောက်ချီမှာခြာသွားတယ် Joshua ဘန်ကကြတော့ပထမချီမှာအရန်မကောင်းဘူးဆိုပေမဲ့နောက်ပိုင်းချီတွေကြာလာလေအချိန်တွေပို့ပြီးတော့ကြာလာလေပို့ပြီးတော့ကောင်းလာလေဖြစ်တယ်ဆိုတော့ကျွန်တော်ကဒီညမှာထပ်ပြီးတော့တွေ့ရပါတယ်နောက်တစ်ခုကကြတော့ Kankara France ကဒီ significant strike လန်နပါမိနစ်အပိုင်း10မိနစ်ကိုတစ်ဖက်ကပြန်ဘက်ကိုထိအောင်ထုံးနိုင်တဲ့အပိုင်းမှာ Joshua ဘန်ထက်2ဆကျော်လောက်ထိကိုနှိပ်ပါတယ် Joshua ဘန်က 8.86 လောက်ထိကိုရှိပါတယ်ဗျအဲ့ဒီပိုင်းတွေမှာတွားပြီးတော့ကွာမယ်အဲ့တော့ပန်တိုဂျာနဲ့ Joshua ဘန်နဲ့ဒါတကယ်ထိုးမယ်ဆိုလို့ရှိရင် Kankara France ထက် Joshua ဘန်က stand fight ပိုင်းမှာအသာစီးယူနိုင်လိမ့်မယ်ဗျာဒါကျွန်တော်မြင်တဲ့အပိုင်းကိုထပ်ပြီးပြောကြည့်တာပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင် Joshua ဘန်ကရောဘယ်လို level fighter မျိုးလဲဆိုတာကိုကျွန်တော်ကထပ်ပြီးလေ့လာကြည့်ဖို့လိုတယ်ဒါဆိုလို့ရှိရင်သူ့ရဲ့နောက်ဆုံးပွဲကိုကျွန်တော်ကသွားပြီးကြည့်ရမှာပဲအဓိကတော့ဒီ Brandon Roman နဲ့ပွဲကိုသွားကြည့်ရမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကထူးထူးခြားခြားအနေနဲ့ striking တီးတဲ့ကစားခဲ့တယ်ဆိုတဲ့ record ကိုပဲသွားပြီးတွေ့ရမှာပါဒါမှကြည့်လိုက်ပါ first round မှာဆိုလို့ရှိရင်လည်း striking ပဲလုံးဝတိတ်တောင်းမယူဘူး submission တန်လည်းမယူဘူး second round လည်းဒီတိုင်းပဲ third round လည်းဒီတိုင်းပဲအဲ့တော့ overall full fight မှာဆိုလို့ရှိရင်လည်းလုံးဝ submission မှာတိတ်တောင်းပိုင်းကိုလုံးဝမသွားဘဲနဲ့ stand fight မှာရှင်တီးခဲ့တယ်ဆိုတော့အနေတိုင်းမျိုးသွားပြီးတွေ့ရပါတယ်အဲ့တော့ဒီနေရာမှာထိချက်အပိုင်းလေးတွေရှိတယ်ဗောနော် total strike အပိုင်းလေးတွေမှာတော့တစ်ဖက်က Brandon Rober က216ချိန်လောက်ဒီတစ်ဖက်ကပန်ဥစားကိုကျွန်တော် Joshua ဘန်ကိုထိအောင်ထိုးနိုင်တယ် Joshua ဘန်က209ချိန်လောက်ထိအောင်ထိုးနိုင်တယ်အဲ့ဒီထဲမှာ significant strike အပိုင်းအထိနာအောင်ထိုးတဲ့အပိုင်းအဲ့ဒီပိုင်းက215ချိန် Joshua ဘန်ကတော့204ချိန်ပဲသို့တော်လည်းဘာကွာသွားဆိုတော့ accuracy ဘက်မှာကွာတယ်ဒီမှာကြည့်ပါ46ရာခိုင်နှုန်းဆိုတာကိုကျွန်တော်တွေ့ရနိုင်မယ်အဲ့ဒါကဘာလဲဆိုတော့ तू ကအချိန်100ထိုးရင်46လောက်ပဲတည်တယ်အဲ့တော့216ထိထားတယ်ဆိုတာကဒီ fighter ဒီအချိန်9ဒီပါလောက်ထိ Joshua ဘန်ကိုထိုးပြီးတော့မှ216လောက်ထိထိတယ်ဆိုတာကိုပြောတာပါအဲကြောင့်မို့လို့ accuracy ဘိုင်းမှာ46ရာခိုင်နှုန်းလောက်ပဲရှိနေတာဖြစ်ပါတယ်အလေလွင့်များတယ်ပေါ့ဗျာပြောမှဆိုလို့ရှိရင် Joshua ဘန်ကကြတော့Brandon Rober တော့လက်သီးထုတ်တော်မှုပိုင်းမှာအရင်မများခဲ့ဘူးသို့တော်လည်း69ရာခိုင်နှုန်းလောက်ထိရှိတယ်
အဲ့တော့ဂျရှူအာပန်ဒီအကျဉ်300ကျော်လောက်ပဲထိုးပြီးတော့209ကျင်လောက်ထိထိတာပါအဲ့တော့ accuracy ဘက်မှာသွားပြီးကွာတယ်အဲ့တော့ဟိုကျွန်တော်တို့ပွဲပြီးတဲ့အချိန်မှာကြည့်လိုက်ပါဘယ်သူမျက်နာကပို့ပြီးတော့ damage များနေလဲဆိုတော့ကျွန်တော်သွားပြီးတွေ့ရလိမ့်မယ်နော်တစ်ဖက်ကဘန်နာရိုဘာရဲ့မျက်နာ damage ပိုင်းပိုများတယ်အဲ့ဒါကလည်းဂျရှူအာပန်ရဲ့ဟို power ကမဆိုးဆိုတော့ကျွန်တော်ကသွားပြီးတွေ့ရတာပေါ့နော်အဲ့တော့ Brandon Rober ဆိုတာကဘယ်လို fighter မျိုးလဲလုံးဝ champion ကပတ်လူပွဲတို့ခဏခဏထိုးနေတဲ့ fighter မျိုးပါအဲ့တော့ဒီလို fighter မျိုးကို striking ဘိုင်းမှာအသာစီးယူနိုင်တယ် accuracy ဘိုင်းပေါ့နော် accuracy ဘိုင်းမှာအသာစီးယူနိုင်တယ်ဒါပဲနောက်တစ်ချိန်လောက်ထိ striking ဘိုင်းကိုရှင်ရအောင်ထိုးနိုင်တယ်ဆိုတာကဂျိုရှူအာဘန်ကလည်း Brandon Rober လိုပဲ champion level မှာရှိနေတယ် stand fight မှာတကယ်ကိုဒါဆရာကြတယ်ဆိုတော့ကျွန်တော်ကဒီမှာသက်သေပြထားတာပဲနောက်ပြီးတော့သူနဲ့ထိုးသက်ခဲ့တဲ့ Brandon Rober ဆိုတာကလည်းအခုဂျိုရှူအာဘန်ကပတ်လူမဲ့ပန်ဒိုဂျာနဲ့တွေ့ခဲ့ဘူးပါတယ်ဗျနော်အဲ့တော့ကျွန်တော်ကြည့်လိုက်အောင်အဲ့ဒီပွဲတွေမှာပန်ဒိုဂျာနဲ့ဘန်နာရိုမာနဲ့ဘယ်လိုတွေဖြစ်ခဲ့တယ်လဲကျွန်တော်ကြည့်မယ်နော်ဒီမှာဆိုလို့ရှိရင် total strike ပါ total strike ပိုင်းမှာကျွန်တော်ဘန်နာရိုဘာကစွစုပေါင်းပေါ့နော်280နဲ့တစ်ချိန်လောက်ထိအောင်ထိုးနိုင်ခဲ့တယ်တစ်ဘက်ကပန်ဒိုဂျာကတော့126ချိန်လောက်ထိအောင်ထိုးနိုင်ခဲ့တယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီဘန်နာရိုဘာက2ဆကြော်လောက်ထိကိုတာနေတာပန်ဒိုဂျာကို striking မှာအထိအောင်ထိုးနေတာဘာလို့ဂူနာကန်ကာဖရန့်နဲ့ပွဲကိုရှင်းကြည့်လိုက်ကန်ကာဖရန့်က striking မှာပါနေနေတာဘာကြောင့်လဲရှိန်နေလို့ဘန်နာရိုဘာကမရှိန်ဘူးမရှိန်မဲနဲ့ striking မှာအထိအောင်ကစားတဲ့ကြောင့်မို့လို့ပန်ဒိုဂျာက striking မှာအတော်လေးကိုနှိမ့်ခဲ့တာဗျအဲ့တော့ तू ကဘာလုပ်ကလဲပန်ဒိုဂျာကတိတ်တောင်းပိုင်းကိုပဲ ground ပိုင်းကိုပဲအဓိကထားပြီးကစားခဲ့ရတယ်ဒီ ground ပိုင်းအဓိကထားပြီးကစားတဲ့ခါမှာဆိုလို့ရှိရင်အရင်အောင်မြင်လားဆိုတော့လေအရင်အောင်မြင်ခဲ့တာတော့မဟုတ်ဘူး14ချိန်တိတ်တောင်းယူတဲ့အပိုင်းမှာ8ချိန်လောက်ပဲအောင်မြင်ခဲ့တယ်ဒါပေမဲ့တခုသတိထားမှာက Brandon Rober ဒီတိတ်တောင်း defense လုံးဝမကောင်းပါဘူးကြောကြည့်လိုက်ရမယ်ဒီမှာကြည့်မယ်ဒီမှာကြည့်ပါ45%တော့မရှိပါတယ်ဗျနော်45%တော့မရှိတယ်ကန်ကာ France ကချတော့84%တော့ရှိတယ်ဒါဆိုလို့ရှိရင်ဘာကြောင့် Brandon Rober ကတိတ်တောင်း defense မကောင်းရဲ့သားနဲ့ပန်ဒိုဂျာကဒုက္ခပေးနေရတာလေအဲ့ဒါကအဖြစ်တစ်ခုပဲရှိတယ်မရှိန်လို့နော်မရှိန်တဲ့အတွက်ကြောင့်မို့လို့ Brandon Rober ဒီလောက်ထိထိတောင်းတစ်ပိုင်းညံ့လာတော့မှပဲပန်ဒိုဂျာကအရန်မလုတ်ပြနိုင်ဘူးကန်ကာ France ကထိတောင်းတစ်ပိုင်းအရန်ကောင်းပေမဲ့ရှိန်နေတဲ့အတွက်ကြောင့်မို့လို့အဲ့လိုမျိုးရှုံးတာအဲ့တော့ဒီနေရာမှာလည်းကျွန်တော်တို့ကထပ်ပြီးတော့အကြောင်းတစ်ခုကိုထပ်ပြီးတွေးရပါပြီဗျအဲ့တော့ Joshua Van တီတာ Brandon Rober လိုမျိုးဟာလာပန်ဒိုဂျာကိုမရှိန်မဲနဲ့ကစားနိုင်ရင်ဒုက္ခပေးနိုင်တယ် Brandon Rober လိုပဲဒုက္ခပေးနိုင်တယ်ဆိုတဲ့အနေအထားမျိုးကိုထပ်ပြီးတော့တွေးရပါသေးတယ်နောက်ပြီးတော့ဒီမှာကြည့်လိုက်ပါ total strike နဲ့ significant strike မှာ Brandon Rober ကအများကြီးကိုများနေတာပါဗျတစ်ဖက်ကပန်ဒိုဂျာထပ်ပေါ့နော်အဲ့တော့ Brandon Rober ရဲ့ accuracy နဲ့ကျွန်တော်တို့ Joshua ပိုင်းရဲ့ accuracy ဘယ်လိုပုံမြင့်တယ်လဲတွေးကြည့်ပါကျွန်တော် Joshua ပိုင်းရဲ့ accuracy ဘိုင်းက Brandon Rober တက်အများကြီးပို့ပြီးတော့မြင့်ပါတယ်အဲ့တော့တကယ်သား Joshua ပိုင်းအနေနဲ့ပန်ဒိုဂျာကိုရှိန်မနေဘူးဆိုရင်Brandon Rober တက်ထိချက်အပိုင်းပြီး striking အပိုင်းမှာလုံးဝအသာစီးယူနိုင်မယ်အဲ့တော့ကျွန်တော်တို့တွေကပွဲထွက်လာပြီဆိုလို့ရှိရင်ပထမဆုံးချမ်းအနေနဲ့ရှိန်မနေဖို့လိုတယ်လုံးဝထိအောင်ထိုးနိုင်ဖို့လိုတယ်သူကတော့ဝင်လုံးပါပဲအဲ့ဒီဝင်လုံးတာကိုမကြောက်ဖို့လိုတယ်အဲ့ဒီမကြောက်တဲ့စိတ်ရှိတယ်ဆိုရင်ပဲဂျိုရှူအာဘန်ရဲ့အရေးအသွေးနဲ့ပေါင်းဆက်ပြီးတော့ပန်ဒိုဂျာကိုလုံးဝအထိနာစေလိမ့်မယ်ဆိုတဲ့အပိုင်းမျိုးကိုကျွန်တော်ကဒီမှာတွေ့ရတာပေါ့နော်အဲဒါကတော့ကျွန်တော် record တွေကိုအခြေခံပြီးတော့ဒီ fighter တွေဘယ်လိုဖြစ်နိုင်တယ်လဲဆိုတဲ့အပိုင်းကိုကျွန်တော်ကရှင်းပြပေးခဲ့တာပေါ့နော်အဲ့တော့ဒီအပိုင်းကတော့ကျွန်တော်ပွဲသုံးသက်ချက်ရဲ့ဒုတိယအပိုင်းပါကစားမှုတွေကိုအခြေခံပြီးတော့ကျွန်တော်ကဒီပွဲကိုချင်းကပ်ကြည့်အောင်ပထမဆုံးအနေနဲ့ဟိုကျွန်တော်စဉ်းစားမိတာကပန်ဒိုဂျာရဲ့ပြောစကားပါအဲ့ဒါကဘာလဲဆိုတော့ဂျိုရှူအာဘန်ကတဲ့သူနဲ့ကစားပုံအရန်တူတယ်ဆိုပြီးတော့ပန်ဒိုဂျာကပြောခဲ့တာပါအဲကျွန်တော်လည်းဒီပြန်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ပန်ဒိုဂျာဒီပွဲဆတာနဲ့တစ်ဖက်ကပြန်ဘက်ကို aggressive ပုံစံမျိုး range ကိုကတ်နေအောင်ယူပြီးတော့လိုက်ထိုးတာပါပထမကြီး round 1မှာဆိုလို့ရှိရင်ပို့ပြီးတော့ကိုတိတာပါတယ်အဓိကအဖြစ်တော့တောင်ဆိုပြီးခေါင်းလောက်ခေါက်လိုက်တာနဲ့တစ်ဖက်ကပြန်ဘက်ကိုမိုင်းကိန်းကအစားပေါ့အသာစီးပြီးထိုးတာဟိုပြေးပြီးတော့ကိုလိုက်ထိုးတာပေါ့ဗျာဘယ်ဝိုင်းညာဝိုင်းတဲ့ပြေးပြီးလိုက်ထိုးတာအဲ့ဒီပြီးတော့မှသူကတန်တကာနိုင်ရောက်တော့မှဒုံးဆိုတိတ်တောင်းယူလိုက်တာအဲ့ဒီပုံစံနဲ့သူကထိုးတာအဓိကတော့ pressure လုံးဝလိုက်ပေးတယ်ဆိုတော့ပုံစံမျိုးပါဘက်ဝက်အရင်ဆုတ်တာမျိုးမရှိဘူးဂျေရှူအာဘန်ကိုကြည့်လိုက်မယ်ဆိုလို့ချင်းလဲတောင်ဆိုပြီးတော့ပထမကြီးခေါင်းလောင်းခောက်ခဲ့တဲ့က range ကိုကတ်နေအောင်ယူပြီးတော့လိုက်ပြီးထိုးတာပါတိုးတော်လဲဘာကွာသွားတယ်လဲဆိုတော့ပန်ဒိုဂျာကတော့အရန်ပို့ပြီးတော့ aggressive ဖြစ်တယ်ပြေးပြီးတော့ကိုသူကလိုက်ပြီးတော့ဖိပြီးထိုးတာကျွန်တော်တို့ဂျေရှူအာဘန်ကကြတော့ပထမကြီးမှာစိတ်ကိုအငြိမ်ဆုံးထားပြီးတော့အေးလေးနဲ့ pressure ပေးတဲ့ပုံစံမျိုးကို
တွားတာပါဒါပေမဲ့ဘာတူတယ်လဲဆိုတော့တိုက်စစ်ကစားပုံချင်းတူတယ်စတန်ကိုတစ်ဖက်ကပြိုင်ပတ်နဲ့ကတ်နေအောင်ယူတဲ့ပုံစံချင်းတူပါတယ်ဒါပေမဲ့ဘာတစ်ခုတွားကွာတယ်လဲဆိုတော့ပန်ဒိုဂျာကကြတော့တိတ်တောင်းကိုအဓိကတွားတာပါသူဒီဝဲဘရောင်းနဲ့ဖြစ်တယ်စတိုင်ဖိုင်မှာလည်းကောင်းတယ်ဆိုပေမဲ့သူရဲ့အဓိကလက်နက်ဒီတိတ်တောင်းနဲ့ submission ဘိုင်းပါဟုတ်ပြီကျွန်တော်ရှူရမယ်ရှူရဘန်ကကြတော့ stand fight နဲ့ဒီအလဲထိုးနိုင်ဖို့အတွက်အဓိကသွားတာပါ stand fight မှာအဓိကအသာစီးရဖို့အတွက်သွားတာပါအဲ့တော့မတူတယောက်ကကြတော့ကတ်နေအောင်ကစားလိုက်ဆိုပေမဲ့သူကဝင်လုံးဖို့အတွက်ကြိုးစားတဲ့ fighter မျိုးကျွန်တော်ရှူရဘန်ကကြတော့ကတ်နေအောင်ကစားလိုက်ဆိုပေမဲ့အလဲထိုးဖို့အတွက်ကြိုးစားတဲ့ fighter မျိုးပါနောက်ပြီးတော့ဒီ fighter နှစ်ယောက်မှာဘာထပ်ပြီးတူသေးတယ်လဲဆိုတော့နှစ်ယောက်စလုံးကရိုးရှင်းတဲ့ကစားပုံကိုပိုင်ဆိုင်ထားတာပါဥမာပန်ဒိုဂျာလက်ထိုးမဲ့တစ်ဖက်ကပြန်ဘက်ကပန်ဒိုဂျာဘာလုပ်မလဲဒီပွဲမှာသူဘလို့ဥတီပြီးကစားလာမလဲဆိုတာကိုကြိုပြီးတော့သိနေပါတယ်ရိုးရိုးလေးပဲပွဲတိုင်းကိုဒီပုံစံတိုင်းပဲပန်ဒိုဂျာကကစားတာပါကျွန်တော်ခုနကပြောသလိုပဲပွဲစားပဲမှာအွန်လိုင်းပြေးမယ်တာလန်ကနေအောင်လို့ရှိရင်ဝင်လုံးမယ် real naked ချုပ်ယူမယ်ပွဲတိုင်းဒီအတိုင်းပဲကန်ကာ France နဲ့ပွဲလည်းဒီအတိုင်းပဲအဲ့ဒီရှေ့ကိုင်ဆာဂူရိုနဲ့ပွဲလည်းဒီအတိုင်းပဲဘန်နာရိုဘာနဲ့ပွဲဘန်နာမိုရီနဲ့ပွဲ CRC နဲ့ပွဲအကုန်ဒီတိုင်းနေပဲကစားတာဟုတ်ယေရှုအာဘန်ရှူအာဘန်ကလည်းအဲ့ဒီလိုပဲဗျတစ်ဖက်ကသူနဲ့ကစားမဲ့ပြန်ဘက်ကရှူအာဘန်ဒီပွဲမှာဘလို့ပုံစံနဲ့ထိုးလာမလဲဆိုတာကိုကြိုပြီးတော့သိတယ်ရှူအာဘန်ဒီရှေ့ကိုဖြည်းဖြည်းလေးနဲ့ကပ်ပြီးကစားမယ် range ကိုအတင်းဝင်ပြီးတော့ကစားမယ်တစ်ဖက်ကပြန်ဘက်ကစထိုးပြီးဆိုလို့ချင်းကောင်တာလိုက်ထိုးမယ်တစ်ဖက်ကပြန်ဘက်ကမထိုးဆိုလို့ရှိရင်လည်းသူကစပြီးတော့လိုက်ထိုးမယ်ဟုတ်ပြီသူနဲ့ထိုးမဲ့ပြန်ဘက်ကသူ့ကိုဝင်လုံးရင် defense လုပ်မယ်ဗျဝင်မလုံးဆိုလို့ချင်း striking ရှင်ထိုးမယ်ဒီပုံစံတိုင်းပဲအဲ့တော့ fighter နှစ်ယောက်စလုံးဒီရိုးရှင်းတယ်ဒီတပေါက်သေးကိုပဲဆွဆွမြဲမြဲနဲ့ကစားနေတဲ့ fighter ဖြစ်တယ်ဆိုတာကိုကျွန်တော်ကဒီညမှာထပ်ပြီးတော့တွေ့ရပါတယ်အဲ့တော့ဒီပွဲကလည်းရိုးရှင်းရှင်းလေးပဲပန်ဒိုဂျာကလည်းသူ့ရဲ့ပုံစံအတိုင်းနဲ့ပဲဟိုနိုင်ဝင်ထိုးမယ်တာလကန်နိုင်အောင်လို့ရှိရင်ဝင်လုံးမယ်ကျွန်တော်ဂျိုဘန်ကလည်းနောက်မဆုတ်ဘူးရှေ့ over တိုးမယ် striking ကိုရှင်းထိုးမယ်ပန်ဒိုဂျာဝင်လုံးရင် defense လုပ်မယ်ဒီတိုင်းရိုးရှင်းရှင်းနဲ့ပဲကစားကြမှာဖြစ်ပါတယ်ဒါပေမဲ့ဂျိုဘန်ကပန်ဒိုဂျာအတွက်ကြတော့ထူးခြားတဲ့ပြိုင်ပွဲတစ်ယောက်ဖြစ်နေပါတယ်နောက်ပြီးတော့ကျွန်တော်မြင်ရဆိုလို့ရှိရင်ပန်ဒိုဂျာထိုးခဲ့တဲ့ကပတ်ကာဝယ်ပွဲ fighter တွေအားလုံးဘရန်နာမိုရီနိုပါမယ်ဘရန်နာရိုဘာပါမယ် CRC ပါမယ်ကိုင်ဆာဂူရာပါမယ်နောက်ဆုံးကန်ကာရာ France ပါမယ်ဒီ fighter အားလုံးထက် stand fight မှာပိုကောင်းနေတာပါဘယ်လောက်ထိတော့ပိုကောင်းလဲဆိုလို့ရှိရင်နှစ်ဆနေပါလောက်အထိကိုပို့ပြီးတော့ကောင်းနေတာပါအဓိကပဲတော့ဒီ accuracy ဘိုင်းတွေပေါ့နော်အဲ့တော့ပန်ဒိုဂျာဒီအရင်ပွဲတွေထားခဲ့ဒီပွဲကရုံးကန်ရဖို့အနေအထားမျိုးရှိတယ်ဆိုတော့တွေ့ရတာပါအဲ့တော့ပန်ဒိုဂျာရဲ့ interview မှာပြောခဲ့တဲ့စကားတွေကိုဘာသာတော့အားလုံးသိမယ်ထင်ပါတယ်ပေါ့နော်အဲ့ပန်ဒိုဂျာကတစ်ဖက်ကဂျီရှူအာပန်ကိုအထင်မသေးထားဘူး respect အပြည့်ပေးထားတယ်ဂျီရှူအာပန်နဲ့ပွဲကသူ့အတွက်အတွေ့အကြုံသစ်တွေအများကြီးရမယ်ပွဲလို့တောက်လျှောက်ထုတ်ပြောနေတာကအလကားမဟုတ်ဘူးကျွန်တော်အခုပြောပြခဲ့တဲ့အချက်လက်တွေကြောက်မယ်ဆိုတာကိုကျွန်တော်ကသွားပြီးတော့တွေ့ရမှာဖြစ်ပါတယ်နောက်တော့ထူးခြားတဲ့တစ်ခုကပါလဲဆိုတော့ပန်ဒိုဂျာအရှိမထိုးခဲ့တဲ့ fighter တွေပေါ့နော်အဲ့ဒီ fighter 9ယောက်စလုံးကပန်ဒိုဂျာကဝင်လုံးတော့မယ်ဆိုလို့ရှိရင်သူက power ဆုပ်ပြီးတော့ပြေးတာပါပန်ဒိုဂျာရဲ့ဝင်လုံးတဲ့ပုံစံကလည်းဗျာဟိုအစ္စလာမ်မာကာရှတ်တိုနဲ့မတူဘူးချက်တော့ဒီမရက်တိုနဲ့လည်းမတူအစ္စလာမ်မာကာရှတ်တိုမရက်တိုဆိုတာကတိတ်တောင်းကိုပဲဝင်လုံးဖို့အတွက်ဥတီတာဟို stand fight မှာကွင်းလန်မှာရက်နေတယ်ဝုန်းကနေဆိုပြီးဝင်လုံးလက်တာမျိုးဒါမှမဟုတ်လို့ရှိရင် stand fight မှာထိုးမလို့ဘာလို့နဲ့ဒီလန့်ပြပြီးတော့မှဝုန်းဆိုပြီးဝင်လုံးလက်တာမျိုးအဲ့လိုယူချက်ရှိနဲ့ဝင်လုံးတာကွင်းလန်မှာတဲ့တော့ဝင်လုံးတာပန်ဒိုဂျာကတော့အဲ့ဒီလိုမဟုတ်ဘဲနဲ့သူရဲ့ဒီ striking ထဲမှာကိုပဲဒီတိတ်တောင်းတွေကိုသူကဖွက်ထားတဲ့ပုံစံမျိုး striking ကိုအယောင်ပြပြီးဝင်လုံးတာလို့မလုပ်ဘူး striking နဲ့တိတ်တောင်းပိုင်းကိုပေါင်းဆက်တယ်ဆိုတဲ့ပုံစံမျိုးကိုသွားပြီးတော့တွေ့ရပါတယ်တစ်ဖက်ကပြိုင်မှုကို pressure ပေးတယ်တစ်ဖက်ကပြိုင်ဘက်ကလည်းဝင်လုံးခံရမှာကျတော့ဘဝဆက်ပြီးပြေးတယ်အဲ့ဒီချိန်မှာပန်ဒိုဂျာကဘယ်ဝမ်းညာဝဲတွေနဲ့ပြေးပြီးတော့လိုက်တယ်အဲ့ဒီမှာဘာဖြစ်တယ်လဲဆိုတော့ပန်ဒိုဂျာထောင်တော်တဲကိုဝင်သွားပြီးတော့တန်စကားနာကိုရောက်သွားတယ်ပန်ဒိုဂျာတိတ်တောင်းယူတဲ့ပွဲတော်များကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ပန်ဒိုဂျာကကွင်းလန်မှာထက်တန်စကားနာရောက်ပြီဆိုလို့ရှိရင်တိတ်တောင်းယူတဲ့အပိုင်းမှာပို့ပြီးတော့ကောင်းတာတန်စကားကိုမှီပြီးတော့လှဲချတဲ့အပိုင်းတန်စကားကိုမှီပြီးတော့ညောင်ကျော်ဘက်ကိုရောက်သွား transition လုပ်တဲ့အပိုင်းတွေမှာပန်ဒိုဂျာကအတော်လေးကိုပိုင်တာပေါ့နော်အဲ့တော့သူနဲ့ထိုးခဲ့တဲ့ခုန fighter 9ယောက်စလုံးကပန်ဒိုဂျာကပြေးပြီးတော့လိုက်ထိုးပြီဆိုလို့ရှိရင်ဘဝဆုပ်ပြီးတော့ပြေးတဲ့ fighter တွေဖြစ်နေတာကိုတွေ့ရပါတယ်အဲ့ဒီပိုင်းကပဲယေရှုအာဘိုင်နဲ့လုံးဝကိုခွဲပြားသွားတာပါယေရှုအာဘိုင်နဲ့အဲ့ဒီလိုမဟုတ်ပဲနဲ့တစ်ဖက်ကပြိုင်ဘက်ကတိုက်စစ်ဆင်လာပြီဆိုလို့ရှိရင်အဲ့ဒီပြိုင်ဘက်ရဲ့တက်လုံးမကုန်ခင်မှာသူကတက်လုံးတွေကိုထုတ်ပြီးတော့သုံးတာပါဒီဥစ္စာကို DG တို့လည်းပြောခဲ့တယ်မရက်တို့လည်းပြောတယ်ပြောမှဆိုလို့ရှိရင် UFC ရဲ့ fighter တော်တော်များကအဲ့ဒီဘိုင်းကိုမိမောင်းထိုးပြခဲ့တယ်ဥပမာဘရန်နာရိုဘာနဲ့ပွဲကိုကျွန်တော်ကပြန်ကြည့်ပါဘရန်နာရိုဘာကယေရှုအာဘိုင်ကိုတိုက်စစ်ဆင်လိုက်တိုင်းသူ
သူကလက်သီးချက်တွေမကုံကြီးမာနဲ့ဂျိုရှူအာပိုင်းလက်သီး3ချက်လောက်ကပြန်ဝင်သွားပြီဥပမာသူကဘယ်ဝိုက်ညာဝိုက်ထိုးတော့မယ်ဆိုလို့ရှိရင်အဲ့ဒီဘယ်ဝိုက်ပြီးညာဝိုက်ထိုးမဲ့ဂျားထဲမှာဂျိုရှူအာပိုင်းကသူ့ကိုဝင်ထိုးတာပါအဲ့တော့ပြိုင်ပတ်တက်လုံးမကုံကြီးမာဂျိုရှူအာပိုင်းရဲ့တက်လုံးတွေကဝင်တာပါအဲ့တော့ဂျိုရှူအာပိုင်းဒီပန်ဒိုဂျာအရင်တော့ကစားခဲ့တဲ့ပြိုင်ဘတ်တွေလိုမျိုးပန်ဒိုဂျာကဘယ်ဝိုက်ညာမှာဘယ်ဝိုက်ညာဝိုက်နဲ့ပြေးပြီးထိုးမယ်ဆိုလို့ရှိရင်သူကဘဝအရန်ဆက်ပြီးပြေးမှမဟုတ်ပဲနဲ့ပန်ဒိုဂျာရဲ့တက်လုံးလက်သီးတက်လုံးမကုံခင်မှာနဲ့ဂျူအာပိုင်ကပြန်ထိုးမယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ကထပ်ပြီးသွားတွေးရပါသေးတယ်နောက်ပြီးဂျူအာပိုင်ကဒီ striking skill ဘိုင်းမှာပေါ့နော်ဟိုကျွန်တော်အဓိကသတိထားမိတယ်ကပါလဲဆိုတော့သူဒီအရက်ပူတဲ့အတွက်ကြောင့်မို့လို့တစ်ဖက်ကပြန်ဘက်ကသူ့ကိုတိုက်ဆက်စင်နေဆိုလို့ရှိရင်ဘဝဆက်ပြီးပြေးလို့မရအောင်အဲ့ဒီလိုပြေးတယ်ဆိုလို့ရှိရင်သူပဲခံရမှာဘာလို့ဆိုတော့ तू ကအရက်ပူတဲ့အတွက်ကြောင့်မို့လို့ဘဝဆက်ပြီးပြန်ထိုးလို့မရဘူးဗျာ range ကအရန်ကိုစကားပြောနေတယ်အဲ့ဒီတို့ကြောင့်မို့လို့ဂျူအာဘန်ကဘာလို့တက်လဲဆိုတော့ link back ဆိုတဲ့အပိုင်းကိုပို့ပြီးတော့သွားပါတယ် link back ဆိုတာကနောက်6ကိုပဲဆုပ်တယ်ရှေ့6မဆုပ်ဘူးဆိုတဲ့ပုံစံမျိုးအဲ့နောက်6ဆုပ်ပြီးတော့ဘုံဆိုပြီးပြန်ထိုးတဲ့အပိုင်းပေါ့နော်အဲ့တော့အဝင်အားနဲ့အထွက်အားတစ်ဖက်ကပြန်ဘက်ကပို့ပြီးတော့ခံရတယ်အဲ့တော့တစ်ဖက်ကပြန်ဘက်တိုက်စင်လိုက်တိုင်းမှာဂျူအာဘန်လက်သီးချက်တွေကပြန်ထိတယ်ဆိုတဲ့အနေအထားမျိုးကိုသွားပြီးတော့တွေ့ရတာပါအဲ့တော့ပန်ဒိုဂျာအနေနဲ့ဂျူအာဘန်ကို striking ရှင်ထိုးလိုက်မယ် striking ရှင်ထိုးမှဆိုလို့ရှိရင်အခြားပြိုင်ဘက်တွေလုံးမျိုးဂျူအာဘန်ကဘဝဆုပ်ပြီးပြေးမှာမဟုတ်ဘူးလင်းဘက်ကနေတဆင့်ပန်ဒိုဂျာကတလုံးမကုန်ခင်ပါတယ်ပန်ဒိုဂျာကိုပြန်ထိုးမှဆိုတဲ့ပုံစံမျိုးတွေကျွန်တော်ကသွားပြီးတွေ့ရတာပါအဲ့တော့ဂျူအာဘန်ဒီအရေးကြီးဆုံးအချက်အနေနဲ့မရှိန်မှုဆိုလို့ရှိရင်ပဲပန်ဒိုဂျာကဂျူအာဘန်ရဲ့ဒီ striking skill မှာတင်အတော်ကြီးကိုတိုင်ပတ်သွားနိုင်တယ်ဆိုတော့အနေထားမျိုးကိုသွားပြီးတော့တွေ့ရတာပါကျွန်တော်မြင်ရဆိုလို့ရှိရင်ပန်ဒိုဂျာကကျင်းသေးဘက်ကိုဝင်လုံးလိမ့်မယ်ဗျာတစ်ချိန်မရရင်နှစ်ချိန်ဝင်လုံးမယ်၅ချိန်မရရင်10ချိန်ဝင်လုံးမယ်အဲ့ဒီ10ချိန်အတွင်းမှာတစ်ချိန်ကတော့ဂျူအာဘန်ကတော့ဟိုတိတ်တောင်းခမ်းမှာပဲပေါ့နော်ခမ်းရတယ်ဆိုပေမဲ့ submission အပိုင်းကိုတခြားပြင်ဆင်ထားနိုင်ဖို့လိုတယ်အဲ့ဒါဆိုလို့ရှိရင်ပဲအစင်တော်တော်လေးကိုပြင်နေပြီးတော့ကျွန်တော်ကတော့ထင်တယ်ဘာကြောင့်လဲဆိုတော့ပန်ဒိုဂျာဒီအရင်ပွဲကားတဲ့ဂျူအာဘန်ရဲ့လက်သီးချက်တွေကိုသူကခမ်းမှာမှုလို့ပဲကျွန်တော်အပြောရဆိုလို့ရှိရင်ဒီနှာခေါင်းနေပဲပေါ့နော်အဲ့တော့အရင်ပွဲတွေထပ်ဆိုလို့ရှိရင်ပန်ဒိုဂျာရဲ့နှာခေါင်းကဂျူအာဘန်ကပို့ပြီးတော့နေလိမ့်မယ်အဲ့တော့ striking မှာသူလုံးဝရှင်လို့ရမှာမဟုတ်ဘူး defense အပိုင်းကိုသာဂျူအာဘန်ကတေချာပင်စင်ထားနိုင်တယ်ဆိုလို့ရှိရင်ပန်ဒိုဂျာရဲ့တက်လုံးတွေကတဖြည်းဖြည်းပြုတ်ပြီးတော့နောက်ပိုင်းခြေတွေကလုံးဝဂျူအာဘန်ရဲ့အခြေဖြစ်သွားနိုင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်အဲဒါကတော့နှစ်ယောက်စလုံးရဲ့ကစားပုံကိုမူတည်ပြီးကျွန်တော်ကထပ်ပြီးသုံးသပ်ပေးတာပါဒါဆိုလို့ရှိရင်ဒီပွဲကို final နှစ်ယောက်စလုံးကဘလို့စိတ်ဓာတ်တွေနဲ့ကစားမလဲကျွန်တော်ရဲ့အမြင်ကတော့ဘယ်လိုရှိသလဲပေါ့နော်အဲ့တော့ရှင်းလေးပါပဲဂျူအာဘန်ကတော့ဘေးနဲ့ဖောင်ဖြတ်တဲ့ပုံစံမျိုးနဲ့ပဲကစားဖို့လိုတယ်နောက်ပြီးဂျူအာဘန်က IQ ကောင်းတယ်ဗျာပြီးတော့အခုခေတ်modern fighter တွေကပွဲကစားနေနဲ့သူတို့ရဲ့ quality ဘိုင်းတွေကိုပို့ပြီးတော့ဖြည့်တာကန့်မှာ legend data စားလို့ရှိရင်ပွဲအတွင်းမှာကစားနေနဲ့အဲ့ဒီအတွေ့အကြုံတွေကိုပဲပြန်သင်ဦးနဲ့တိုးတက်အောင်ကြိုးစားဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ကြောင့်မလို့တပွဲနဲ့တပွဲမှာဂျူအာဘန်ကအများကြီးကိုတိုးတက်လာခဲ့တာဗျကိုရီလာနဲ့ပွဲကစွမ်းဆောင်ရည်နဲ့ဘန်နန်ရိုဘာနဲ့ပွဲကစွမ်းဆောင်ရည်ဂျားထဲမှာအများကြီးကိုကွာသွားပါပြီအဲ့တော့ဘန်နန်ရိုဘာရဲ့ပွဲနဲ့ပန်ဒိုဂျာရဲ့ပွဲဂျားထဲမှာလည်းဂျူအာဘန်ရဲ့ရေသေးပိုင်းတွေကပို့ပြီးတော့ကောင်းလာဖို့ရှိတယ်လို့ကျွန်တော်ကတော့မြင်တယ်နောက်ပြီးတော့ဆရာထက်သန်မှုအပိုင်းပေါ့နော်ဂျူအာဘန်ကဒီ UFC ကိုစရောက်ကြတဲ့က UFC ရဲ့အသက်ငယ်ဆုံးချန်ပီယံဖြစ်နေတယ်ဆိုပြီးတော့ကြွေးကြော်တာသို့တော်လည်းသူ့နဲ့လွဲချော်သွားတဲ့အခါမှာ UFC ရဲ့အသက်ငယ်ဆုံးချန်ပီယံတော့မဖြစ်နိုင်ဘူးသို့တော်လည်းသူစံချိန်တွေကိုဘလို့လုံးနိုင်တဲ့အပိုင်းတွေအများကြီးရှိတယ်အာရှတိုက်ရဲ့ပထမဦးဆုံးအမျိုးသားချန်ပီယံဆိုတဲ့ record ပိုင်းတွေအဓိကအဖြစ်တော့ကျွန်တော်မြန်မာနိုင်ငံကိုကဘာသိအောင်ကြိုးစားခြင်းတယ်ဆိုတဲ့အပိုင်းပေါ့နော်ဒီကသူ့အဓိကစိတ်ခွန်အားပေးနေတဲ့အရာလို့ကျွန်တော်ကတော့မြင်တယ်နောက်ပြီးတော့ဂျိုပြောခဲ့တဲ့စကားတစ်ခွန်းလည်းရှိပါတယ် interview မှာပေါ့နော်အဲ့ဒါကသူဒီပန်ဒိုဂျာအရင်တုန်းကထိုးခဲ့တဲ့ fighter တွေလိုမျိုးပန်ဒိုဂျာကိုလုံးဝ respect ပေးမှာမဟုတ်ကွင်းပြင်မှာတော့ချန်ပီယံတယောက်အနေနဲ့ respect ပေးမယ်တိုးတော်လည်းကွင်းနဲ့ရောက်လို့ရှိရင်တော့ respect လုံးဝပေးမှာမဟုတ်ဆိုတဲ့စကားရှိတယ်အဲ့တော့ဂျူအာဘန်ကပွဲထဲမှာဆိုလို့ရှိရင်လုံးဝမရှိန်မဲနဲ့ကစားနိုင်မဲ့အနေအထားမျိုးရှိတယ်နောက်ပြီးတော့အောင်လည်းစဉ်းစားကြည့်ပါဂျူအာဘန်လုံးမျိုးပြမြန်မာပြည်ပွားတယောက်အတွက်ဒီလိုအနေအထားမျိုးဆိုတာကလုံးဝအိမ်မက်တောင်မှာပဲမဖို့မလွယ်တဲ့အရာမျိုးမြန်မာနိုင်ငံကနေပြီးတော့မလေးရှားကိုပြောင်းခဲ့ရတယ်စစ်ပွဲတွေကြားထဲကနေပေါ့နော်မလေးရှားကိုပြောင်းခဲ့ရတယ် refugee ပုံစံမျိုးနဲ့အဲ့ဒီမလေးရှားကနေမှဒုက္ခသည်ခုံလုံခွင့်နဲ့ US ကိုရောက်လာတယ် US ကိုရောက်တဲ့အခါမှာဆိုလို့ရှိရင်လည်းအာရှသားတသိလေးပြအဲ့တော့သူ့ကိုကြောင်းနေမှာအများကြီးအနိုင်ကျင့်ခဲ့တယ်ဒီ experience တွေရှိတယ်ဒီလိုနိုင်ကျင့်တဲ့လူတွေကြားထဲမှာသူဘာကောင်လဲဆိုတာပြပြီးတော့နေခဲ့ရတယ်သူလုံးဝကြောက်လို့မရဘူးပြောမှဆိုချင်တာဘယ်ကောင်းကိုမှသူရှိန်လို့မရဘူးဆိုတဲ့အတွေ့အကြုံက
အဲ့ဒီသူလူငယ်ဘဝကျောင်းသားဘဝမှာကတည်းကသူကရားခဲ့တာသူလက်အကောင်ကြီးတဲ့ကောင်တွေနဲ့လည်းသူထိုးတာပဲအဲ့ဒီကောင်တွေကိုမှောက်အောင်လဲထိုးနိုင်ခဲ့တယ်ဆိုတဲ့အရာတွေကိုတွေ့ရနောက်ဆုံးကြတော့မှသူ့တော်ကဆုံးမလိုက်တော့မှသူကကြိုးဝိုင်းတဲ့ကိုရောက်လာခဲ့တာဗျသူရဲ့ fighter ဘွားတစ်လျှောက်လုံးအဓိကအပြင် UFC မှာထိုးခဲ့တဲ့ပွဲတစ်လျှောက်လုံးကြည့်မယ်ဆိုလို့ရှိရင်လေသူထိုးခဲ့တဲ့ပွဲစဉ်တိုင်းသူ့ရဲ့ပြိုင်ဘက်တိုင်းကသူ့ရဲ့ level မြင့်တဲ့ပြိုင်ဘက်တွေကြီးပဲသူတို့ level နဲ့ပြိုင်ဘက်တွေဆိုတာတပွဲမှမထိုးခဲ့ရသေးဘူးဗျအဲ့တော့ level မြင့်တဲ့ပြိုင်ဘက်တွေကိုကြီးကတစ်ဆင့်အနိုင်ယူပြီးတော့တက်လာခဲ့တာအဲ့တော့ level မြင့်တဲ့ပြိုင်ဘက်တွေနဲ့ကြီးပွဲတိုင်းထိုးလာခဲ့ရတော့ကြောင့်မို့လို့သူ့အတွက်အသားကျနေပြီးတော့ကျွန်တော်ကတော့ယူဆတယ်နောက်ပြီးတော့ဂျေရှူအာဘန်ကဒီပွဲနဲ့ပတ်သက်ပြီးတော့သူ့မှာဆုံးရှုံးစရာဘာမှမရှိဘူးအဲ့တော့ဆုံးရှုံးစရာဘာမှမရှိတဲ့သူတရားအတွက်ဖောင်ဖြတ်ပြီးကစားလာမယ်ဆိုလို့ရှိရင်ဒီရကတော်တော်လေးကိုကြောက်ဖို့ကောင်းတဲ့စိတ်ဓာတ်ပိုင်းလို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့စိတ်ဓာတ်ပိုင်းမှာတော့ယူရှူအာဘန်ကအမြင့်ဆုံးအနေထားအထိကိုရောက်နေလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်အဲ့တော့ဒီဘက်ကပန်ဒိုဂျာကိုလည်းကြည့်လိုက်ပေါ့ဒီဘက်ကပန်ဒိုဂျာကကြားတော့သူကလည်းဟိုချန်ပီယံကပတ်တွေကိုအလီလီသိမ့်ပိုက်နေတဲ့အနေအထားမျိုးပေါ့နော်ဒီပေါက်ပေါက်မှာဆိုလို့ရှိရင် ranking နဲ့ပဲအဆင့်တိရကျင်တဲ့အနေအထားမျိုးအဲ့တော့သူရဲ့ယုံကြည်မှုဘိုင်းကတော်တော်လေးကိုမြင့်တက်နေတယ်ဒါကတော့ပွဲမတိုင်ပေါ့နော်ပွဲကစားတယ်ဆိုလို့ရှိရင်တော့ဂျိုရှူအာဘန် response ပေါ်မူတည်ပြီးသူရဲ့ confidence တွေကတချင်တဲ့တချီတော့ပြောင်းလဲသွားနိုင်တယ်သို့တော်လည်းအခုချိန်မှာတော့သူရဲ့ confidence ကလည်းTI နှုန်းအပြည့်ရှိနေမှာပဲအဲ့တော့ပွဲကစားတဲ့ fighter တွေရဲ့ mindset ချင်းကတော့မတူဘူးပန်ရိုဂျာကကြားတော့တကဘာလုံးမှာနံပါတ်1ပေါင်းဖောက်ပေါင်းမှာနံပါတ်1ဆိုတဲ့နေရာအထိကိုသူကသွားကျင်တာပြီးတော့ flyweight တန်းမှာဆိုလို့ရှိရင်လည်းဟို gold fighter တယောက်အနေနဲ့သူကသွားကျင်တဲ့ရည်ရွယ်ချက်မျိုးဖြစ်သွားပြီအဲ့ဒီဘက်ကဂျိုရှူအာဘန်ကကြားတော့လူငယ်တယောက်အနေနဲ့ဆုံးစရာမရှိတဲ့သူတယောက်အနေနဲ့အောင်မစိုးနိုင်ရရတယ်ဆိုတော့စိတ်ဓာတ်မျိုးကိုဥတီပြီးတော့သွားမယ်အပိုင်းအဲ့တော့နှစ်ယောက်စလုံးရဲ့ confidence တွေကတော့လုံးဝအပြည့်ရှိနေလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ်အတော်လေးကိုခံမှန်းခတ်တဲ့ပွဲတကယ်ကိုလည်းကြီးလို့ကောင်းမဲ့ပွဲလို့ပဲကျွန်တော်ကတော့မြင်တယ်ပေါ့နော်အဲ့တော့နောက်ဆုံးအနေနဲ့ကျွန်တော်ကဒီနေရာမှာယူအာဘန်ရဲ့ record ဘိုင်းလေးတွေပြီးလို့ရှိရင်ဒီ flyweight တန်းမှာယူအာဘန်ရဲ့အနေထားကဘယ်လောက်ထိရှိသလဲဆိုတာလေးကိုဆွဲထုတ်ပြပေးသွားခြင်းပါတယ်ဗျအဲ့ဒါကတော့ significant accuracy ဘိုင်းပါဒီဘိုင်းမှာဆိုလို့ရှိရင်ဂျိုရှူအာဘန်က flyweight တန်းရဲ့အမြင့်ဆုံးပဲသူ့ထက်မြင့်တာတရားမှမရှိဘူးလက်ရှိမှာပြောတာနော်ပြီးတော့တမိုင်းတော်တစ်လျှောက်မှာဆိုလို့ရှိရင်လည်းဂျိုရှူအာဘန်ကနံပါတ်2နေရာမှာလက်ရှိရပ်တည်နေတာပါသူ့ရဲ့အပေါ်မှာဆိုလို့ရှိရင် DG တယောက်ပဲရှိတယ် DJ ရဲ့ဒီ striking accuracy ဘိုင်းက58ရာခိုင်နှုန်းဂျိုရှူအာဘန်က59ရာခိုင်နှုန်းနဲ့အမြင့်ဆုံးမှာရပ်တည်နေတာပါပန်ဒိုဂျာကကြားတော့ဟိုလက်ရှိမှာဆိုလို့ရှိရင် ranking အဆင့်နံပါတ်3ရှိတယ်50ရာခိုင်နှုန်းနော်တမိုင်းတော်တစ်ချောင်းမှာဆိုလို့ရှိရင်ပန်ဒိုဂျာဟိုအောက်ရောက်သွားပြီပေါ့နော်အဲ့တော့ဂျိုရှူအာဘန်ဒီလက်ရှိ UFC ရဲ့ flyweight တန်းမှာ striking အချမ်းဆုံး fighter ပဲ striking land up မိနစ်မှာဆိုလို့ရှိရင်လည်း UFC မှာအကောင်းဆုံးအဲ့တော့ striking လုံးဝရှင်လို့ရမှာမဟုတ်ဘူးလို့ကျွန်တော်ကတော့မြင်တယ်နောက်တစ်ခုကတော့ takedown defense အပိုင်းဒီအပိုင်းကတော်တော်လေးကိုအရေးကြီးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ပန်ဒိုဂျာကသူ့ကိုဝင်လုံးပါလေဒီ takedown defense အပိုင်းမှာဆိုလို့ရှိရင်လက်ရှိ flyweight တန်းမှာဆိုရင်ဂျိုရှူအာဘန်ကဒုတိယမြောက်အမြင့်ဆုံးပါသူထက်မြင့်တာကကန်ကာ France ပဲ84ရာခိုင်နှုန်းလောက်ရှိတယ်ဂျိုရှူအာဘန်ကကျတော့81ရာခိုင်နှုန်းပေါ့နော်အဲ့တော့ဂျိုရှူအာဘန်ရဲ့စွမ်းဆောင်ရည်သည်လက်ရှိ flyweight တိုင်းမှာအမြင့်ဆုံး fighter တယောက်လို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်ဒီလိုရည်ချင်းရှိနေတဲ့ fighter တယောက်နဲ့လည်းကျွန်တော်ခုနကပြောခဲ့တဲ့စိတ်ဓာတ်ပိုင်းတွေပန်ဒိုဂျာကိုမရှိန်တဲ့စိတ်ရှိတယ်ဆိုလို့ရှိရင်ပဲလုံးဝကိုအနိုင်ယူနိုင်တယ်ဆိုတာကိုကျွန်တော်တို့ကဒီနေရာမှာထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်သတိထားစရာအချက်လေးတွေလည်းရှိတယ်အဲ့ဒါကတော့ပထမကြီးမှာအရန်ကိုသတိထားရမယ်ဘာလို့လဲဆိုတော့ပန်ဒိုဂျာက aggressive အရန်ဖြစ်တယ်ပြီးတော့တက်လုံလည်းအရန်ရှိနေတယ်လမ်းဆန်းနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရရှိုးပိုင်းနေနဲ့ကပထမကြီးမှာတော့တော်တော်ကြီးကိုဂယူဆက်ရလိမ့်မယ်အရန်ကိုအန်နေများတဲ့အချိန်ပဲဒါပြီးလို့ချင်းဒုတိယကြီးမှာပထမကြီးလောက်ကတော့အန်နေမများတော့ဘူးသို့တော်လည်းအန်နေများနေသေးတယ်ဆိုတော့အပိုင်းတတိယကြီးလောက်အထိတော့ရရှိုးပိုင်းကလုံးဝကိုဂယူဆိုင်ပြီးတော့ကစားနေတယ်ဟုတ်ပြီနောက်ပိုင်းအခြေတွေကြာရင်တော့ရရှူအာဘန်ရဲ့အခြေဖြစ်သွားပြီသို့တော်လည်းရရှူအာဘန်ရဲ့အကောင်ဆုံးအခြေကလည်းဒုတိယအခြေဖြစ်နေတဲ့ကြောင့်မို့လို့ဘာမှဆိုတော့မျောလင်းလို့ရတယ်ဒါပေမဲ့ပထမအခြေမှာတော့လုံးဝကိုသတိထားဖို့လိုတယ်ဆိုတာကိုတော့ကျွန်တော်ကဒီနေရာမှာပြောချင်တာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဗျဒီလောက်ဆိုလို့ရှိရင်လုံလောက်ပြီလို့ထင်ပါတယ်အဲ့တော့ brother ရဲ့အမြင်လေးတွေကိုလည်းမျှဝေသွားပွဲကျူသုံးသက်ချက်ကတော့ဒီလောက်ပါပဲဘယ်သူနိုင်မယ်လို့ထင်ကြပါသလဲကျွန်တော်ကတော့ရော့ရှော့ဝမ်ပါပဲရော့ရှော့ဝမ်ရဲ့ fighting နိုင်ကိုနိုင်ရမယ်